ဒါပေမဲ့နိုးနဲ့တွေ့ဆုံဖို့ဆိုတာမလွယ်ကူပါဘူးသူတို့ရှေ့မှာလေကားထင်း20ထောင်ရှိပြီးလေကားတစ်ခုချင်းစီကိုလက်ဖြင့်ထွင်းထားတဲ့ဓာတ်တစ်ချောင်းစီရှိပါတယ်ကမတ်စုလိုရုပ်ပိုင်းဆိုင်ရာအားနည်းသူတယောက်အတွက်ဒါဟာအိမ်မက်ဆိုးတစ်ခုပါပဲသူတို့တဝက်လောက်မှာရုန်းကန်နေတော့ကမတ်စုဟာရုတ်တရက်အယိုးစုတစ်ခုကိုမြင်လိုက်ရပြီးလုံးဝထိတ်လန့်သွားပါတယ်အဲ့ဒီနောက်မှာဆမင်ရှည်ကြီးတစ်ကောင်ကသူတို့ကိုပြေးဝင်လာပါတယ်သူတို့အယူမှုတက်နေတော့မှပဲနောက်ထပ်ဘီလူအုပ်စုတစ်စုကရှေ့ကလန်းကိုပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်အရေးကြီးတဲ့အချိန်မှာတိုကိုကကမတ်စုကိုကြောတင်ပြီးရှေ့ကိုခုန်တက်ကဘီလူတွေကိုကြော်ပြီးတောင်ထိပ်ကိုပြေးသွားပါတယ်ဒါပေမဲ့သူတို့ထိန်နာရောက်တော့သူတို့ကိုလိုက်နေတဲ့ဘီလူတွေကရုတ်တရက်ရပ်တန့်သွားပြီးအပေါ်မှာပိုကြောက်စရာကောင်းတဲ့အရာတစ်ခုကစောင့်ကြိုနေတယ်လို့ပါဘဲတကားရောက်တဲ့အခါထက်မြက်တဲ့လေဓာတ်တစ်ချောင်းကသူတို့စီကိုဖျက်သွားပါတယ်ကမတ်စုတကားခောက်ဖို့ပြင်ဆင်နေတော့အောက်ကနေအရာမတက်တော်ကြီးတစ်ကောင်ပြေးထွက်လာပါတယ်ဒါပေမဲ့နောက်တစ်ခါမှအိမ်ထဲကနေစွမ်းရင်တစ်ခုထွက်လာပြီးတက်တော်ရဲ့တန်ချက်ကကိုချက်ချင်းဖျက်တောက်ပြီးကြောက်လန့်တကြားထွက်ပြေးသွားပါတယ်ပြီးတော့မိဖို့ချောင်းတားကင်ထားတဲ့ချောမောတဲ့လူတစ်ယောက်ထွက်လာပါတယ်နှစ်ယောက်စလုံးအံ့အားသင့်သွားကြပါတယ်တနာရီလာအကြီးပြောပစ္စည်းကရက်ဆက်ပြီးကြောက်စရာကောင်းတဲ့ပုံပေါက်နေပါတယ်အိမ်ထဲမှာနိုင်ရန်တို့အေကိုဒနာရီလာသားတွေနဲ့ဖုံးအုပ်ထားတဲ့ကမတ်စုဟာအရန်စိတ်လှုပ်ရှားနေလို့ဓာတ်တစ်ချောင်းကိုထိဖို့လန့်လိုက်တဲ့အခါသူ့ကိုယ်သူမထိနိုင်ခဲ့ဘူးမထက်မြက်တဲ့ဓာတ်တစ်ချောင်းတောင်ကွန်ကရစ်ကျမ်းပြင်ကိုအလွယ်တကူလိဖြတ်နိုင်တဲ့ဒီဓာတ်တွေဟာပင်လယ်ရေနဲ့ကြီးငါးမန်းတွေရဲ့တွားတွေ